တရားဘယ်လိုအထောက်အမလဲဘယ်လိုနှလုံးသွင်းရမလဲဘယ်လိုစဉ်းစားရမလဲဘယ်လိုသဘောထားရမလဲဆိုတာတွေကဒါတွေကြားဘူးနာဝရှိလို့ရှိရင်အထောက်ရတာလွယ်ပါလိမ့်မယ်သဘောတရားရေးဆိုင်ရာတရားအထောက်တာနဲ့ပတ်သက်လို့အယူဆလေးတွေကြားဘူးနာဝရှိမှနှလုံးသွင်းမှမယ်အထောက်ရတာအဆင်ပြေပါလိမ့်မယ်အခြေခံအဖြစ်တရားအထုတ်တယ်ဆိုတာတရားတဲ့စိတ်ကုသိုလ်စိတ်တွေကိုပွားများတာပါပဲတတိပဋ္ဌာန်အထုတ်မယ်ဆိုတော့တတိတမာတိဝရိယတတာပညာဆိုတဲ့ဘုံ၅ပါးကိုအထုတ်တာပါပဲအလောဘအဒေါသအမောဟဆိုတဲ့ကုသိုလ်စိတ်တွေကိုလည်းပွားများတာလည်းတရားအထုတ်တာပါပဲမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒီကောင်းတဲ့စိတ်တွေကိုမွေးတာဖြစ်စေတာပွားများတာတရားအထုတ်နေတာပါပဲအကုသိုလ်စိတ်တွေဆိုတော့မပွားတော့ဘူးကုသိုလ်စိတ်တွေကိုပွားများရမယ်ဘာဝနာဆိုတဲ့အဓိပ္ပာယ်ကလည်းပွားများတာကိုပြောတာပါပဲပွားများတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲချိန်မှန်များစွာဖြစ်စေတာပဲအဲ့တော့ကုသိုလ်တွေရခြင်းနဲ့များများရခြင်းနဲ့များများရခြင်းနဲ့ဆိုရင်တော့အဆက်မပြတ်ပွားလိမ့်မယ်ဒီမှာတော့တတိပဋ္ဌာန်အထုတ်တဲ့အတွက်တတိဥဆောင်တဲ့ဟို၅ပါးကိုအချိန်ပြည့်ပွားများရပါလိမ့်မယ်တရားအထုတ်တယ်ဆိုတော့အမြဲအထုတ်ရတယ်ခဏတစ်ပြုတ်အထုတ်ရတာမျိုးမဟုတ်ဘူးဒါမှလည်းကုသိုလ်စိတ်တရားကောင်းကောင်းလာမှာပါတကယ်ကုသိုလ်လိုချင်လို့ပဲရိတ်တာလာပြီးတရားအထုတ်ကြတာပဲတကယ်ကုသိုလ်လိုချင်တယ်ဒီကုသိုလ်တွေများများရချင်တယ်ဆိုရင်အချိန်ပြည့်အထုတ်လို့ရပါတယ်ဒီတတိပဋ္ဌာန်ကအဲ့တော့တရားအထုတ်ခြင်းကဘယ်အချိန်လဲလို့မေးရင်ဒီဟိတ်တာမှာတော့မနေ့အိယာထားတဲ့အချိန်ကစပြီးညအိယာဝင်တဲ့အထိပဲလို့ပဲပြောရမှာပဲအဲ့တဲ့အချိန်ကလွဲလို့ကျန်တဲ့အချိန်မှလည်းတရားအထုတ်လို့ရတယ်တရားအထုတ်ချိန်ပဲဖြစ်ရမယ်အဲ့တော့တတိထားတော့မယ်ကိုယ့်အကူအမြဲတမ်းတတိနဲ့နေရမယ်အရေးကြီးတာအဲ့ရပါပဲထိုင်တာထက်ပိုအရေးကြီးတာကတတိနဲ့အမြဲတမ်းနေမယ်လို့အဲ့လိုနှလုံးသွင်းထားပါအဲ့တော့တရားအထုတ်တယ်ဆိုတာစိတ်လုံးပဲဆိုတော့သဘောပေါက်ထားဒီစိတ်ကအရေးကြီးတယ်ဒီစိတ်ကုသိုလ်စိတ်ဖြစ်ဖို့အရေးကြီးတယ်ဖြစ်လာတဲ့ကုသိုလ်စိတ်တွေကိုထက်ကပွားများဖို့ပဲစိတ်ရဲ့တဘာဝကိုအနိယာမကိုကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်ကုသိုလ်စိတ်ပဲဖြစ်ဖြစ်အကုသိုလ်စိတ်ကိုပဲဖြစ်ဖြစ်ထက်ကဖြစ်စေတယ်ဆိုရင်အဲ့စိတ်ရဲ့ quality ကအားကောင်းလာကုသိုလ်စိတ်တွေကိုအားကောင်းလာအောင်ပွားများတာကိုပဲပါမီဖြစ်တယ်ခေါ်တာပဲအကုသိုလ်စိတ်ကိုလည်းပွားလို့ရတာပဲကုသိုလ်ပွားရင်ပွားပါကုသိုလ်မပွားလို့ကတော့အကုသိုလ်စိတ်ကတော့ပွားပါလိမ့်မယ်ကုသိုလ်စိတ်ရဲ့စိတ်မှာတော့ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နှမျိုးပဲဖြစ်ခွင့်ရတယ်အဲ့တော့ကုသိုလ်စိတ်ဖြစ်ရင်ဖြစ်ကုသိုလ်စိတ်မဖြစ်လို့ကတော့အကုသိုလ်စိတ်ဖြစ်မှတေချာနေပြီအ ਨੇ ဆုံးတော့မောဟစိတ်တွေဖြစ်နေပါလေအဲ့တော့မောဟစိတ်ဖြစ်နေပြီဆိုရင်ဉာဏ်နဲ့အကုသိုလ်တွေအကုန်လုံးဖြစ်ခွင့်ရသွားပြီမောဟကအကုသိုလ်စိတ်တွေအားလုံးရဲ့ခေါင်းဆောင်ပဲအဲ့တော့တရားအထုတ်တယ်ဆိုတာစိတ်လုံးဆိုတာသဘောပေါက်ထားပါအဲ့တော့ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ကြောင့်ပြောရရင်ကုသိုလ်စိတ်ရဲ့ဖြစ်ကြောင်းကဘာလဲယောနိတော်မနိတိကာရပဲတင်းလျောက်ပေါက်နှလုံးသွင်းနိုင်မှကုသိုလ်စိတ်ဖြစ်တယ်တဲ့အကုသိုလ်စိတ်ရဲ့အကြောင်းရင်းကအယောနိတော်မနိတိကာရတင်းလျောက်ပေါက်နှလုံးမသွင်းတတ်ဘူးမာရင်းစွာနှလုံးသွင်းနေဆိုရင်အကုသိုလ်စိတ်တွေဖြစ်ပါလိမ့်မယ်အဲ့တော့နှလုံးသွင်းရလဲအရေးကြီးလာပါပြီအဲ့တော့ပရမအရေးကြီးတာကတရားအထုတ်မဲ့စိတ်ကကုသိုလ်စိတ်ဖြစ်ဖို့အဲ့တော့တရားအထုတ်တဲ့နေရာမှာယောဂီတော်များများက
နာမည်ကတော့တရားအထုတ်နေတာပါပဲဒါပေမဲ့စိတ်ကလောဘနဲ့လှုပ်တတ်တယ်လောဘဆိုတာအကုသိုလ်စိတ်ပါလောဘနဲ့အထုတ်နေတတ်တယ်ဒေါသနဲ့အထုတ်နေတတ်တယ်မောဟနဲ့အထုတ်နေတတ်တယ်ဘာပြောင်းလဲဆိုရင်အပြစ်မှာနေလည်းဒီကိလေသာတွေနဲ့ဇောတွေနဲ့နေလာခဲ့ကြတော့အကျင့်ပါနေလို့ပါရိတ်တာရောက်ပြီးတော့တရားထုတ်မယ်ဆိုရင်လည်း तू ကယောဂီကဒီစိတ်တွေနဲ့ပဲလာပြီးအထုတ်နေတတ်တယ်တတိထားပါအဲဒါကြောင့်တရားထုတ်တဲ့နေရာမှာစိတ်ကအရေးကြီးပါတယ်ဒီကိုယ်စိတ်လေးကိုပြန်စစ်ပါစိတ်နဲ့များအထုတ်နေလဲလောဘနဲ့များအထုတ်နေမိလားဒေါသနဲ့များအထုတ်နေမိလားမောဟနဲ့များအထုတ်နေမိလားသူတို့နဲ့အထုတ်ရင်ဘာဖြစ်လာမလဲဆိုတော့ပင်ပန်းလာမယ်ဆင်းရဲလာမယ်လိုချင်တဲ့စိတ်ဖြစ်ချင်တဲ့စိတ်ရချင်တဲ့စိတ်လောဘတကြီးအထုတ်ပြီးဆိုရင်လူဟာအားရအများကြီးစိုက်တယ်လူလာတဲ့ပို့ပြီးတော့အများကြီးတုံးလာလိမ့်တယ်လူရဲ့သင်ကြလာဟောကောင်းတွေကြိုက်လာမယ်စကြောတွေတက်လာမယ်ပင်မဆင်းရဲလာလိမ့်မယ်တဲ့အဲ့တော့အကုသိုလ်စိတ်နဲ့အထုတ်ပြီးဆိုရင်တော့အကုသိုလ်အကျိုးပေးမှာပဲလေအဲကြောင့်မလို့တရားထုတ်တဲ့နေရာမှာအရေးကြီးတာကုသိုလ်စိတ်ဖြစ်ဖို့ဖြစ်ခြင်းလက်စိတ်နဲ့ဖြစ်အောင်လိုက်လုပ်နေလောဘပျောက်စေခြင်းနဲ့စိတ်နဲ့ပျောက်အောင်လိုက်လုပ်နေဒေါသတဲ့ဖြစ်အောင်လုပ်ရင်လောဘပျောက်အောင်လုပ်ရင်ဒေါသဖြစ်တိုင်းပြတိုင်းမသိရင်မောဟတဲ့အဲ့တော့မသိလို့လည်းမရအောင်သိနေရမယ်မသိမောဟဖြစ်တိုင်းပြတိုင်းမေ့မနေနဲ့သိနေရမယ်အဲ့တော့လောဘဆိုတာဘာလဲဖြစ်ချင်တာရချင်တာကောင်းချင်တာကိုဖြစ်စေခြင်းတဲ့ပုံစံမျိုးဖြစ်အောင်အတင်းအတ္တမလုံနေတာလောဘနဲ့အထုတ်တာပဲငြိမ်ခြင်းနဲ့ကောင်းခြင်းနဲ့အတွေ့တွေမပေါ်စေခြင်းဘူးကိုတရားလို့ထင်တဲ့ဟာတွေအတင်းရအောင်လိုက်လုံနေရင်လောဘတဲ့အဲ့လိုဆိုရင်ယောဂီကအားတွေအများကြီးစိုက်တယ်တဲ့လိုချင်တယ်လို့မရတဲ့အခါကျရင်မကြေမနက်စိတ်တွေဖြစ်လာမယ်စိတ်ညစ်လာမယ်ဒေါသတွေဖြစ်လာမယ်ဒေါသနဲ့အထုတ်တတ်တယ်အားမရတဲ့စိတ်တွေဖြစ်လာမယ်အဲ့လိုဆိုလဲသူအားတွေအများကြီးစိုက်ပြန်ရောဘာလို့အမှမသိဘူးအားထုတ်ရတော့ကောင်းကောင်းသဘောမပေါက်ဘူးဘယ်လိုလုပ်အမှမသိဘူးဆိုရင်လေယောဂီကရမ်းတမ်းပြီးတော့အားတွေအများကြီးစိုက်တတ်ပါတယ်ဒါကြောင့်မလို့ဒါလေးအရေးကြီးလို့အရင်ဆုံးတတိပေးရတာပါဒီစိတ်တွေနဲ့အားထုတ်လို့မရဘူးယောဂီပင်မဆင်းရဲသွားလိမ့်မယ်အဲ့တော့တတိပဋ္ဌာန်အားထုတ်တဲ့နေရာမှာတတိတမာတိဝိရိယတရားပညာဆိုတဲ့ဘုံ၅ပါးကိုအားကောင်းလာအောင်လုပ်ရပါလိမ့်မယ်အဲ့ဒီဘုံ၅ပါးမှာတတိဆိုတာဘာလဲတမာတိဆိုတာဘာလဲဝိရိယဆိုတာဘာလဲတရားတရားပညာဆိုတာသဘောတရားလေးတွေဒါသဘောပေါက်ထားရင်ပို့ပြီးအားထုတ်လို့ဆင်ပြေတယ်အဲ့ထဲမှာပြဿနာကပညာနဲ့ဝိရိယပဲတရားအားထုတ်တတ်တယ်ဆိုတာပညာရှိလို့ပေါ့ဘုဒ္ဓရာရှိတယ်ကြာပုဏ္ဏဝရှိတယ်နှလုံးသွင်းမှန်တယ်ဆိုအားထုတ်ရတာအဆင်ပြေတယ်အဲ့ဉာဏ်ပါတယ်ခေါ်တယ်တရားထုတ်တဲ့နေရာမှာဝိပဿနာတရားအထုတ်ရင်ပိုးတော်မှာအရေးကြီးတယ်ပညာအရေးကြီးတယ်ပညာပါမှဖြစ်မှာတတိရွယ်ဆွတ်ထားနေလို့မရပါဘူးအတိဆိုတာရှိရပါလိမ့်မယ်အဲ့အတိလေးရအောင်လို့အခုလိုတရားတွေနားရတယ်စာတွေဖတ်ရတယ်ဘုဒ္ဓရာနဲ့ဆုဆောက်ရတယ်အတိတွေရှိလာမှအလုပ်ကိုလုပ်လို့ရတာပေါ့ဘယ်ကိစ္စမဆိုဘာမှမချဘူးတဲ့လူကစဉ်းလည်းမစဉ်းစားတတ်ဘူးလုပ်လည်းမလုပ်တတ်ဘူးတဲ့အဲ့တော့ပညာအရေးကြီးပါတယ်ဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲဒါတွေသိတာပညာလို့ခေါ်ပါတယ်တရားအထုတ်တတ်တယ်ဆိုရင်လည်းဒါအတိဉာဏ်ပဲအဲ့တော့ပညာလည်းပါရမယ်အတိရှိရမယ်နောက်ဝိရိယယောဂီတွေမှာပြဿနာဖြစ်နေတာအဲ့ဒီဝိရိယပါပဲဝိရိယကတမ္မာဝါယမဖြစ်ရမှာတဲ့ဒါမဲ့အများအပြားမိစ္ဆာဝါယမဖြစ်နေပါတယ်လောဘနဲ့အာထုံဒါမိစ္ဆာဝါယမပဲအဲ့တော့ဒီစိတ်တွေရဲ့တဘာဝကိုလည်းနားလည်ဖို့လိုပါတတိဆိုတာဘာလဲရိုးရိုးလေးနားလည်အောင်ပြောပြမယ်တတိဆိုတာကကိုယ်ခန္ဓာမှာဖြစ်နေတဲ့အာယုံ6ပါးကိုသိနေတာတတိရှိတယ်လို့ခေါ်လူတိုင်းမှာဓွာရ6ပါးရှိပါတယ်အဲ့ဓွာရ6ပါးမှာဖြစ်နေတဲ့အာယုံ6ပါးအစဉ်အတန်အနံ့အရတာအထိအတွေ့နဲ့စိတ်မူရာတွေ
ဆိုတဲ့အာယုံ6ပါးဆိုတာရှိပါလူတိုင်းမှာအာယုံ6ပါးပဲရှိပါတယ်9ပါးမရှိပါဘူးအဲ့ဒီအာယုံ6ပါးကိုသိရင်တတိရှိတယ်လို့ခေါ်နိုင်ပါတယ်မြင်မှန်းသိတယ်ကြားရင်ကြားမှန်းသိတယ်အနံ့ရရင်လည်းနာမှန်းသိတယ်အရာအပေါ်ရင်လည်းပေါ်မှန်းသိတယ်ခန္ဓာကိုယ်ကဖြစ်နေတာပူမှန်းလည်းသိတယ်အေးမှန်းလည်းသိတယ်မာမှန်းသိတယ်ပြော့မှန်းသိတယ်အဲ့လိုတတိထားမိနေတယ်ဆိုရင်ဒါတတိရှိနေတယ်လို့ခေါ်ပါတယ်စိတ်တွေကိုလည်းသိတယ်တွေးရင်တွေးမှန်းသိတယ်ခံစားရင်ခံစားမှန်းသိတယ်စိတ်လှုပ်ရှားရင်လှုပ်ရှားမှန်းသိတယ်စိတ်အခြေအနေတွေကိုသိတယ်ဆိုရင်လည်းဒါတတိရှိတယ်လို့ခေါ်ပါတယ်အဲ့တော့ပထမအစဉ်ကအဲ့တတိရှိအောင်အားထုတ်ရပါလိမ့်မယ်တရားထုတ်တဲ့နေရာမှာတိတိထိုက်တဲ့အချက်လက်တွေရှိပါတယ်ဒါလေးတွေနားထောင်ထားပါအဲ့လိုကြားဖို့နားဝရှိတဲ့အခါကျရင်တရားထုတ်ရတော့အစဉ်ပိုးပြည့်တယ်တရားထုတ်တဲ့နေရာမှာအာယုံပိုင်းရှိတယ်စိတ်ပိုင်းရှိတယ်နှစ်ခုအဲ့နှစ်ခုကိုနားလည်ရမယ်ဒီအာယုံ6ပါးကိုအကြောင်းပြုပြီးတော့စိတ်မှာတတိတမာတိဉာဏ်ဖြစ်အောင်လုပ်တာဟုတ်တတိပဋ္ဌာန်ပွားတယ်တရားထုတ်တယ်လို့ခေါ်ပါတယ်အာယုံဆိုတာဘာလဲအာယုံဆိုတာစိတ်နဲ့သိလို့ရတဲ့သဘောတရားကိုပြောတာပါအတိခံတဲ့သဘောတရားကိုပြောတာပါရိုးရိုးလေးပြောရင်တော့သိစေဟာဆိုတာအာယုံပဲစိတ်နဲ့သိလို့ရတဲ့သဘောတရားကိုအာယုံလို့ခေါ်ပါတယ်အစင်းဆိုတာသိလို့ရတယ်အတန်ဆိုတာသိလို့ရတယ်သိစေရပဲစိတ်ကတော့သိတတ်တဲ့သဘောကိုစိတ်လို့ခေါ်ပါတယ်သိစေရရှိတယ်သိတတ်တဲ့သဘောရှိတယ်အခုပဲကိုယ်ခန္ဓာကိုယ်ကိုလှည့်ပြီးတော့အာယုံပြုကြည့်ဖို့သိစရာတစ်ခုခုကိုစိတ်ကသိနေတယ်သိနေတာစိတ်ပဲတတိထားနေတာစိတ်ပဲအဲ့တော့တရားထုတ်တာစိတ်အလုပ်ပဲအာယုံအလုပ်မဟုတ်ဘူးခန္ဓာအလုပ်ရုပ်အလုပ်မဟုတ်ဘူးစိတ်အလုပ်အာယုံကိုပွားစရာမလိုပါဘူးအာယုံကအမြဲတမ်းတိုက်နေတယ်မျက်စိမှလည်းတိုက်တယ်နားမှလည်းတိုက်တယ်နှာခေါင်းမှလည်းတိုက်တယ်ရှားမှလည်းတိုက်တယ်ဒီကိုယ်လုံးမှလည်းအမြဲတမ်းအာယုံတွေတိုက်နေတာပဲစိတ်တကားပေါက်မှလည်းတိုက်နေတာပဲအာယုံကပွားစရာမလိုဘူးပွားရမှာစိတ်ဖက်မှာကိုယ်စိတ်ကိုပြန်ကြည့်တဲ့အခါကျတတိယအားနေတယ်တမာရီကအားမရှိဘူးညာကလည်းအားနေနေတယ်ဒီတတိတမာရီညာနေအားကောင်းလာဖို့ပွားရပါလိမ့်မယ်အဲ့တော့စိတ်ရဲ့တဘာဝကဖြစ်ပြီးဖြစ်သွားတာပါပဲဒါပေမဲ့ဘာကြံခဲ့လဲဆိုတော့တတ္တိကြံခဲ့ပါတယ်ကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်ခုနပြောပြီးပြီဖြစ်ခွင့်များပြီးအားကောင်းလာတယ်လို့ပြောတယ်အဲ့တော့တရားအထုတ်မယ်ဆိုရင်အမြဲတမ်းအထုတ်တင်တယ်ဒါမှလည်းအမြဲတမ်းပွားများတင်တယ်ဒါမှအားကောင်းတဲ့ကောင်းလာပါလိမ့်မယ်အားဆိုင်ဖို့အားဆိုင်တာကိုတော့နည်းနည်းလျှော့လိုက်ပါတိတ်ဆူးဆိုင်ပြီးတော့မဲပြီးအမထုတ်ပါနဲ့ပင်မမှာဆိုလို့ပြောတာပါအဲ့လောက်ကြီးမလိုပါဘူးအေးဆေးချမ်းလေးနိုင်သလောက်လေးကိုပဲစပြီးအားထုတ်ပါအရေးကြီးတာကဆွဲမြဲအားထုတ်ဖို့ကပို့ပြီးအရေးကြီးပါတယ်အမြဲတမ်းတတိနဲ့နေဖို့ကပို့ပြီးအရေးကြီးပါတယ်တရားထိုင်မှမဟုတ်ပါဘူးဓမ္မယုံရောက်မှတရားထိုင်မှထိုင်တဲ့အိရိယာပုတ်မှပဲအားထုတ်လို့ရတာမဟုတ်ပါဘူးလမ်းလျှောက်လည်းရပါတယ်တွားရင်လည်းရတယ်ရက်ရင်လည်းရတယ်လဲနေရင်လည်းရတာပဲစိုင်းတော့နေလည်းတရားအထုတ်လို့ရတယ်ဘယ်နေရာရောက်ဒီစိတ်ကပါနေတာပဲစိတ်ကအလုံးယုံပဲအဲ့တော့ပွားများမှာစိတ်ဖက်ကအာယုံဘက်ကိုပွားမှာမဟုတ်စိတ်ဘက်ကိုပွားမှာအဲ့တော့ပထမဆုံးအရေးကြီးတာကခုနအာထုတ်တဲ့စိတ်မှာတရားစိတ်ဖြစ်ဖို့လိုတယ်ဒေါသမောဟတွေမပါစေနဲ့ပြန်စစ်ပါဖြစ်တတ်ပါတယ်ယောဂီတွေဟာကောင်းခြင်းနဲ့ရခြင်းနဲ့ငြိမ်ခြင်းနဲ့အဲ့ဒီအားကြီးနေတတ်တယ်အဲ့တော့ရှော့ပါစိတ်ကိုစိတ်အေးလက်အေးအားထုတ်ပါမမှန်အားထုတ်ပါမနာတမ်းအားထုတ်ပါဝိရိယရဲ့တဘာဝကစိတ်ရှိတာရဲ့ဇွဲရှိတာရဲ့လက်မလျှော့တာရဲ့အဲ့ဝိရိယရဲ့တဘာဝပဲအားစိတ်မှာဝိရိယကောင်းတယ်မခေါ်ပါဘူးဝိရိယတကယ်ကောင်းတယ်ခေါ်တာကောင်းတယ်ဆိုတာကထက်ကလက်မလျှော့ဘူးအမြဲတမ်းထက်ကလုံနေတာကိုဝိရိယကောင်းတယ်လို့ခေါ်ပါတယ်အဲ့အရာလေးကိုသဘောပေါက်ဖို့လိုပါတယ်
ဓမ္မယုံရောက်မှတရားထိုင်မှမဟုတ်ပါဘူးတွားရင်လာရင်နဲ့အလန်းတိုင်းတီးပြီးတော့နေပါတိတ်ဖြည်းဖြည်းနဲ့လှုပ်เสียမလို့ပါဘူးမှန်ပဲလှုပ်ပါဖြည်းဖြည်းလှုပ်ရင်ပို့ပြီးပင်ပန်းပါလေနောက်တစ်ခုအရေးကြီးတာကတမ္မာဒိဋ္ဌိဖြစ်ဖို့ဝိပဿနာတရားအထုတ်တဲ့များညာမှာအရေးကြီးဆုံးကဒီတမ္မာဒိဋ္ဌိပါပဲဒီတမ္မာဒိဋ္ဌိမရှိဘဲနဲ့တော့ဝိပဿနာတရားအထုတ်လို့မရပါဘူးအဲ့တော့တမ္မာဒိဋ္ဌိဆိုတာဘာလဲမိစ္ဆာဒိဋ္ဌိဆိုတာဘာလဲဆိုအရင်သဘောပေါက်ထားလူတိုင်းမှာရုပ်ရှိတယ်စိတ်ရှိတယ်ဒီရုပ်နဲ့စိတ်ပေါ်မှာအယူမှားရှိနေပါတယ်ဒီရုပ်ကိုလည်းငါဟာလို့ထင်တယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့မှန်မှန်ငါနဲ့ဆိုင်တယ်စိတ်ကိုလည်းငါလို့ထင်တယ်စိတ်တွေဖြစ်တဲ့မြတ်စိတ်တွေအားလုံးကငါစိတ်တွေလို့အထင်မှားကြီးကဒီလူတိုင်းမှာရှိနေပါတယ်အဲ့ဒီငါဆိုတဲ့အတ္တဆွဲကြီးအာကြီးနဲ့တရားလာအထုတ်မယ်ဆိုရင်ဘာတရားမှရမှာမဟုတ်ပါဘူးဝိပဿနာတရားလည်းမဖြစ်နိုင်ပါဘူးအဲ့တော့ဒါကိုပြင်မရမိစ္ဆာဒိဋ္ဌိနဲ့အထုတ်လို့မရဘူးတမ္မာဒိဋ္ဌိနဲ့မှအထုတ်လို့ဖြစ်တယ်ဆိုတော့တမ္မာဒိဋ္ဌိကမဂ္ဂင်၈ပါးမှာအရေးကြီးဆုံးပဲရှေ့ဆုံးကလာတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတာဉာဏ်အုပ်စုအဲ့ဒီအယူမှားပြီဆိုရင်အကုန်လုံးမှားတာပဲနောက်မဂ္ဂင်၈ပါးလုံးအကုန်လုံးမှားကုန်တော့တာပဲတမ္မာဒိဋ္ဌိဆိုရင်အယူမှန်ပြီဆိုရင်ကျန်တာတွေလည်းမှန်ပါတယ်အဲ့တော့အရေးကြီးလို့ပါအဲ့တော့ဒီရုပ်ဒီနာမ်ကိုမြတ်စွာဘုရားရုပ်တော့ရုပ်ရှိတယ်ရုပ်ဆိုတာသဘောတရားနာမ်ဆိုတာသဘောတရားပုဂ္ဂိုလ်တ attva မဟုတ်ဘူးသူလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုတာဒါလေးကိုအတိအရင်ပေးလိုက်ပါတယ်အဲ့ဒါပြီးမှဒါကိုနားလည်မှသဘောပေါက်မှသူတရားအထောက်အဆင်ပြေမှာပါဒီခန္ဓာကိုယ်ငါခန္ဓာကိုယ်ဒီစိတ်ကိုငါစိတ်လို့ယူပြီးအထုတ်ကြည့်ကိလေသာတွေပဲပို့တိုးလာလိမ့်မယ်ရိုးလေးစဉ်းစားကြည့်အခုပူတယ်ရာဒီဥတုကပူနေပါတယ်အဲ့ငါခန္ဓာကိုယ်ကပူလိုက်တာလို့နှလုံးသွင်းလိုက်ရင်ပို့ပြီးဆိုးလာပါတယ်ပူရာတဘာဝတရားတစ်ခုပဲဓမ္မတဘာဝပဲသဘောတရားတစ်ခုတက်ပဲဆိုစဉ်းစားလိုက်ကြည့်စိတ်ကအများကြီးတက်တာအဲ့ဒါဘာပြလဲဆိုတော့အတွေးခေါ်မှန်းတာအတွေးခေါ်မှားတာကိုပြတာအယူမှားပြီဆိုရင်တော့ကိလေသာတွေအာကြီးလာတာပဲအယူမှန်ပြီဆိုရင်စိတ်တွေကငြိမ်းအေးသွားတာပါပဲအဲ့ဒါကြောင့်နှလုံးသွင်းမှန်ဖို့လိုရတယ်လို့ပြောတာချီတော့ကနာလိုက်တာလို့နှလုံးသွင်းထွန်းလူသွားလိမ့်မယ်နာလာသဘောတရားတက်ပဲသူကအကြောင်းရှိလို့ဖြစ်လာတာပဲအကြောင်းမရှိပျောက်သွားတာပဲဒါသဘာဝတရားတစ်ခုတက်ပဲလို့နှလုံးသွင်းကြည့်စိတ်ကတော်တော်တက်တာတော့ပါအဲ့နှလုံးသွင်းအရေးကြီးတယ်ဆိုတာပြတာပါငါချီတော့ကနာတယ်လို့ငါကိုယ်လုံးကနာတယ်ငါခေါင်းကကိုက်နေတယ်လို့တွေးကြည့်ကိုပို့ပြီးဆိုးလာပါလိမ့်အဲ့တော့ဖြစ်တဲ့အတွေ့အကြုံလေးပေါ်မှာအယူမှန်ဖို့အရေးကြီးတယ်ခန္ဓာကိုယ်မှာဖြစ်နေတာမှန်တယ်သဘာဝတရားစိတ်မှာဖြစ်နေတာမှန်တယ်လေသဘာဝတရားသဘာဝဆိုတာပါဠိစကားလာတာပါသဘောလို့ပြောတာပဲဓမ္မသဘာဝဓမ္မဆိုတာသဘာဝပဲသဘာဝကိုသဘောလို့ပြောတာအဲ့တော့သဘာဝမှာသူ့အကြောင်းနဲ့သူ့အကျိုးနဲ့ဖြစ်နေတဲ့ဖြစ်စဉ်ကိုသဘာဝလို့ခေါ်တာအဲ့ထဲမှာလူပုဂ္ဂိုလ်တ attva မပါပါဘူးဘယ်သူမှမရှိပါဘူးအကြောင်းအကျိုးဖြစ်စဉ်ပဲရှိတယ်ဆိုရင်ဒါသဘာဝတရားဖြစ်သွားပြီသဘောတရားဖြစ်သွားပြီအဲ့တော့ပေါ်ခြင်းတာပေါ်ပါစေရုပ်မှာပဲဘာပဲပေါ်စိတ်မှာပဲဘာပဲပေါ်ကောင်းတာပဲဖြစ်မကောင်းတာပဲဖြစ်အားလုံးကတဘာဝပဲလို့တဘာဝတရားတွေပဲလို့နှလုံးသွင်းပြီးတော့အားထုတ်ကြည့်ပါအများကြီးတက်တာပါတယ်ကိလေသာတွေရတယ်ဒီငါဆိုတဲ့အစွဲပေါ်မှာမူတည်ပြီးတော့ကိလေသာတွေအားကောင်းလာတာပါလူကျင်တာကိုငါလို့ထင်တယ်ဒေါသကိုငါလို့ထင်တယ်အဲ့တော့ပြောကြတယ်ငါလူကျင်တယ်လို့အဲ့လိုနှလုံးသွင်းပြီးငါလူကျင်တယ်လို့စဉ်းစားကြည့်တဲ့အခါလူကျင်တာကြီးအားကြီးလာလိမ့်မယ်ငါဒေါသထွက်နေတယ်လို့နှလုံးသွင်းကြည့်ဒေါသအပူပြီးအားကြီးလာလိမ့်မယ်ဘာကြောင့်လဲဆိုအဲ့တမမိစ္ဆာဒိဋ္ဌိကြောင့်ပါတက္ကရာဒိဋ္ဌိကြောင့်ပါအယူမှားကြီးကြောင့်ပါအဲ့တော့တရားဓမ္မကဘယ်လိုနှလုံးသွင်းရလဲဆိုတော့လောဘစိတ်ဆိုတာလောဘစိတ်ပဲဒါတဘာဝတရားလူတိုင်းမှာရှိတယ်လောဘဆိုတာသူ့တဘာဝနဲ့သူရှိတယ်ဒေါသလည်းသူ့တဘာဝနဲ့သူရှိတယ်ဒါတွေကဘလူးမှမဟုတ်ဘူးလူလည်းမဟုတ်ဘူးပုဂ္ဂိုလ်လည်းမဟုတ်တ attva လည်းမဟုတ်သဘောတရားတက်တွေပဲတကယ်ရှိတယ်သဘောတရားတွေပဲလို့သိထားရမယ်
အဲ့လိုနှလုံးသွင်းမှပြီဆိုရင်သူ့ဓမ္မတဘာဝအနေနဲ့ရှုလို့ရပြီ။လောဘဖြစ်ရင်ဖြစ်မှန်သိလို့ရတယ်တတိထားလို့ရတယ်ဒေါသဖြစ်နေလည်းဖြစ်မှန်တတိထားလို့ရတယ်သူတို့ဒီစိတ်တွေကိုလည်းအာယုံဖြစ်နှလုံးသွင်းနိုင်ပါတယ်အဲ့တော့အာယုံဆိုတဲ့နေရာမှာအတိခံတယ်လို့ပြောပြီးပြီနော်အာယုံဆိုတဲ့အဓိပ္ပာယ်မှာကောင်းတာဆိုတာမရှိပါဘူးအတိခံတဲ့သဘောတရားမှန်တယ်မြအာယုံကြီးပဲဒီအာယုံဆိုတဲ့သဘောတရားကိုနားလည်ရင်တော့ကောင်းတယ်ဆိုတဲ့ဝေဖန်စရာမလိုတော့ရှိလည်းမရှိဘူးပူတဲ့အချိန်မှာပူမှာပဲအေးတဲ့အချိန်မှာအေးမှာပဲဒါကောင်းလားဆိုးလားဆိုတော့ပြောလို့မရပါဘူးသူ့တဘာဝနဲ့တူပါပဲဒီသဘောတရားတွေနားလည်ပြီဆိုရင်တရားအထုတ်ရတာတော့အဆင်ပြေသွားလိမ့်မယ်နော်အဲ့တော့ဒီတစ်ချက်အရေးကြီးပါတယ်ပေါ်ချင်တာပေါ်ပါစေပေါ်လာမှလည်းဓမ္မတော်ဘာဝကြီးပဲလို့နှလုံးသွင်းတတ်ရမယ်အဲ့ဆိုရင်တရားအထုတ်ရတာအဆင်ပြေပြီအဲ့တော့ယောဂီတွေတရားအထုတ်တဲ့နေရာမှာပြဿနာဖြစ်နေတာကအများအဖြစ်ပြဿနာဖြစ်နေတာအတွေးရယ်အတန်ရယ်ပိန်းရယ်နာနာကျင်နာကြိုက်တာခဲတာဒီသုံးခုကိုဒီအာယုံသုံးခုနဲ့ပတ်သက်ပြီးယောဂီတော်တော်များများစိတ်လှုပ်ရှားတယ် resistance ရှိတယ်တုံ့ပြန်တယ်မငြိမ်ကြဘူးဘာကြောင့်လဲဆိုတော့ဒီအာယုံတွေပေါ်မှာနှလုံးသွင်းမှနေလို့ပါပဲအဲ့တော့အတွေးနဲ့ပတ်သက်လို့စဉ်းစားကြည့်မယ်အတွေးကိုဘယ်လိုနှလုံးသွင်းရမလဲအတွေးဆိုတာနန္တရားစိတ်လို့သဘောပေါက်ထားပါအတွေးကအနောက်ရှက်မဟုတ်ပါဘူးအတန်အနောက်ရှက်မဟုတ်ပါဘူးနာလာချင်တာကအနောက်ရှက်မဟုတ်ပါဘူးဒါပေမဲ့လူတွေရဲ့စိတ်ထဲမှာဒါတွေကိုမကောင်းဘူးလို့တတ်မှတ်ထားတယ်အတွေးတွေများရင်တရားထုတ်ရင်အတွေးနေရမယ်အတွေးများရင်မကောင်းဘူးလို့တတ်မှတ်ထားတဲ့အတွက်အတွေးတွေများလာပြီဆိုရင်စိတ်ရှုပ်လာမကြိုက်တော့ဘူးအဲ့တော့တမာတိပြတ်တော့မကြိုက်ဘူးဆိုတာဒေါသပဲဒေါသဖြစ်ပြီဆိုရင်ရှိတဲ့တမာတိပြတ်သွားလိမ့်မယ်အဲ့တော့အတွေးနဲ့ပတ်သက်လို့ဒေါသမဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့အယူမှန်ရတယ်အတွေးကနံတရားတစ်ခုပါရှေ့မှာလည်းပြောခဲ့ပြီးပြီသဘောတရားတစ်ခုဆိုတာသဘောတရားတစ်ခုရှိတယ်တဲ့အဲ့ဒီသဘောတရားကတွေးတတ်တယ်တဲ့အဲ့ဒါစိတ်လို့ခေါ်တယ်အဲ့တော့စိတ်ဆိုရင်တွေးမှာပဲမတွေးအောင်လုပ်လို့မရဘူးမတွေးအောင်လုပ်ဖို့ကြိုးစားပြီဆိုရင်ဒါမှဖြစ်နိုင်တာကြီးလုပ်တော့မှာဘာကြောင့်လဲဆိုတော့အယူဆမှားနေတာဟုတ်အတွေးဆိုတာနံတရားတက်တက်ပါပဲအဲ့တော့ဘယ်လိုနှလုံးသွင်းရမလဲဆိုတော့အဲ့အတွေးထဲမှာဇလန်းတွေရှိတယ်ပုဂ္ဂိုလ်တ attva တွေနေရာတွေပါတယ်စတိုရီတွေပါတယ်အဲ့ဒါတွေကိုစိတ်ဝင်စားပါဘူးစိတ်ဝင်စားတာကခုနအတွေးတတ်တဲ့သဘောအတွေးစိတ်မှာအတွေးထက်စိတ်ကိုပိုစိတ်ဝင်စားစိတ်လို့ရှုရမှာစိတ်လို့နားလည်ရမှာစိတ်ဆိုပြီးတော့သိပေးရမှာအဲ့ဇလန်းတွေကပြည့်ညတ်တွေကြီးပဲအဲ့ဇလန်းတွေကိုစိတ်ဝင်စားတာမဟုတ်ဇလန်းတွေကတော့ပေါ်ချင်ရပေါ်မှာပဲဒါအရေးမကြီးဘူးအရေးကြီးတယ်ဆိုတော့အရေးကြီးတာကအတွေးတစ်ခုဖြစ်လာတယ်အတွေးစိတ်လေးတစ်ခုဖြစ်လာတယ်သိပေးလိုက်တယ်အတွေးစိတ်လေးပျောက်သွားမှာအဲ့ရပဲအတွေးနဲ့ပတ်သက်လို့အယူဆမှန်ရင်ဝိပဿနာဉာဏ်တော်ဖြစ်နိုင်တယ်အတွေးတွေရှုလို့တမာတိမပြတ်ပါဘူးအယူဆမှန်လို့ရှိရင်အတွေးကိုစိတ်လို့ရှုတတ်တဲ့သူဟာတမာတိမပြတ်တဲ့အပြင်တမာတိတောင်ဖြစ်လာပါလိမ့်မယ်တတိတွေဖြစ်မယ်တမာတိတွေဖြစ်မယ်အသိဉာဏ်တွေဖြစ်လာလိမ့်မယ်အဲတော့အယူဆမှန်ဖို့အရေးကြီးတယ်လို့ပြောတာကောင်းတဲ့အတွေးတွေပဲဖြစ်ဖြစ်မကောင်းတဲ့အတွေးတွေပဲဖြစ်ဖြစ်အရေးမကြီးဘူးအဲအောင်ကောင်းတယ်ဆိုတဲ့ဝေဖန်နေဖို့ကိုယ်အလုံးမဟုတ်ကိုယ်နှလုံးသွင်းရမှာဒါစိတ်ပဲကောင်းရင်လည်းကောင်းတဲ့စိတ်အကုသိုလ်စိတ်ဖြစ်ရင်ဖြစ်မှန်းသိတယ်အကုသိုလ်စိတ်ဖြစ်ရင်လည်းဖြစ်မှန်းသိတယ်သိဖို့ပဲလိုတာအယူမှန်ဖို့ရသိဖို့ရဒါပဲလိုတာပါအတွေးမဖြစ်အောင်လုပ်နေတာမဟုတ်ပါဘူးမတွေးအောင်လုပ်နေတာမဟုတ်ဘူးတွေးမှန်းသိအောင်လုပ်နေတာပါအားထုတ်နေတာပါဘယ်အောင်အားထုတ်နေလဲဆိုသိတာကိုအားထုတ်နေတာဒီယောဂီတွေထိုင်ပြီးတော့စူးစမ်းပြီးအားထုတ်နေကြတာဘာကိုအားထုတ်နေတာလဲဘာကိုစူးစမ်းနေတာလဲလို့မင်းရင်ဘယ်လိုဖြေမှန်းလူတွေမှာအမျိုးမျိုးယူဆတွေရှိတယ်တချို့ကငြိမ်ဖို့စူးစမ်းနေတာတချို့ကလိုချင်တာတွေရဖို့စူးစမ်းနေတာရှိတယ်အမှန်ကဖြစ်တဲ့နာကသူဖြစ်နေတာကိုဖြစ်တဲ့အတိုင်းသိဖို့စူးစမ်းရမှာသိဖို့စူးစမ်းရမှာဒါကြောင့်မလို့ဖြစ်အောင်လည်းလုပ်စရာမလိုဘူးပြောက်အောင်လည်းလုပ်စရာမလိုဘူး
တိဖို့လေးပဲလောက်ရမှာအတွက်အားဆိုင်စရာလည်းမလိုပါဘူးကိုလိုချင်တဲ့ပုံစံတွေဖြစ်အောင်လုပ်ပြီးဆိုမှသူကအားတွေအများကြီးစိုက်တာအဲ့တော့ပင်မစိတ်ရလာလိမ့်မယ်အဲ့တော့အတွေးနဲ့ပတ်သက်လို့နော်သဘောပေါက်ဖို့အရေးကြီးတယ်အတွေးဆိုတာအနောက်ရှက်မဟုတ်ဘူးနံတရားတစ်ခုပဲတွေးတိုင်းသိတယ်တွေးစိတ်တစ်ခုဖြစ်တိုင်းသိတယ်ဆိုရင်သိစရာတွေအများကြီးသိစိတ်တွေအများကြီးရလာမယ်တတိတွေအများကြီးရလာသူဆယ်ခါတွေးတယ်ဆိုပါတော့ဆယ်ခါသိတယ်ဆိုရင်တတိဆယ်ခါရတယ်ဆိုတော့သဘောပေါက်ဖို့လိုတယ်ဖြစ်နေတာအခုပစ္စုပန်မှာဖြစ်နေတာမှလည်းအတိတ်ကအကျိုးပေးဝိပက်တွေကြီးပဲပယ်လို့မရဘူးလက်ခံမှပဲရတယ်အရေးကြီးတာကအခုပစ္စုပန်မှာဘာလုပ်မှလဲဘယ်လိုနှလုံးသွင်းမှလဲဒါကပိုအရေးကြီးတာဖြစ်တာအရေးမကြီးဘူးအခုပစ္စုပန်မှာနှလုံးသွင်းမှမို့ကအရေးကြီးတာအတွေးစိတ်ကိုစိတ်လို့ပဲနှလုံးသွင်းရတယ်စိတ်တွေးတိုင်းတိပေးရတယ်နောက်တစ်ခုကလူတွေကပြောနေတယ်စိတ်ကထွက်သွားတယ်လို့ပြောကြတာစိတ်ကအပြင်ရောက်သွားတယ်အိမ်ရောက်သွားတယ်ကြောက်ရောက်သွားတယ်အယုံရောက်သွားတယ်အဲ့လိုပြောကြတာဟုတ်အမှန်ကစိတ်ရဲ့တဘာဝကထွက်ရိုးထုံးတာမရှိဘူးသူကဖြစ်ရိုးထုံးတာမရှိတယ်စိတ်ကဘယ်မှမထွက်ပါဘူးစိတ်ဘယ်ကိုမှလည်းတွားလို့မရပါဘူးစိတ်ကဒီမှာတင်ဖြစ်ပြီးဒီမှာတင်ပြတ်သွားတဲ့သဘောပဲရှိတယ်တကယ်လို့အယူမားပြီဆိုရင်သူကအထုတ်တာလည်းမားပြီဟောဒီစိတ်ကြီးထွက်သွားပြီဒီစိတ်ကြီးပဲပြန်ဝင်လာပြီဆိုအဲ့စိတ်ကြီးကမြဲနေမှာပေါ့အဲ့တော့ဒါရီကအစနှလုံးသွင်းမှာမို့ရေးကြည့်တယ်ဘုဒ္ဓရရှိမှအဲ့လိုနှလုံးသွင်းတတ်တာအဲ့တော့အတွင်းစိတ်တွေဖြစ်တယ်တရားကိစ္စတွေပေါ်လာတယ်ကြောင်းကိစ္စတွေပေါ်လာတယ်ယုံကိစ္စတွေပေါ်လာဖြစ်တယ်ပေါ်တယ်လို့နှလုံးသွင်းရတယ်စိတ်ဆိုရင်ဖြစ်တယ်ပေါ်တယ်ဒါပဲရှိတယ်ပေါ်တယ်ပျောက်တယ်ဖြစ်ရင်ပြတ်တယ်ဒါပဲလာမှာပေါ့အော်ဒီစိတ်ကြီးကထွက်သွားပြီဒီစိတ်ကြီးကအိမ်ရောက်သွားတယ်ဆိုတာဇာလန်းတွေကြီးပဲပညာတွေကြီးပဲဒါတွေနှလုံးမသွင်းဘူးဖြစ်အတွေးတတ်တဲ့သဘောအတွေးစိတ်ဖြစ်လာတဲ့သဘောကိုပဲယူရတယ်အဲ့တော့တွေးတိုင်းသိတယ်ဆိုရင်ဒါတရားအထုတ်နေတာပဲလို့သဘောပေါက်တာပါဇာလန်းတွေပညာတွေကိုတော့စိတ်ဝင်စားပါဘူးနန္တရားဆိုတဲ့ဒီတွေးတတ်တဲ့သဘောကိုတော့စိတ်ဝင်စားတယ်ဒီစိတ်တစ်ခုဖြစ်လာတာကိုတော့စိတ်ဝင်စားတယ်အဲ့လိုဆိုရင်အတွေးရပြဿနာမဖြစ်တော့ဘယ်နှခါပဲတွေးဘယ်နှချိန်ပဲတွေးကိုယ့်အတွက်အာယုံပဲအရှုခံအာယုံပဲဒီအတွေးကိုအကြောင်းပြုပြီးတော့စိတ်မှာတတိတမာတိညာပဲဖြစ်တော့မှာပေါ့အတန်လည်းဒီတိုင်းမှာပဲအတန်တိတ်တာနဲ့အတန်ကျေတာနဲ့ဘယ်ဟာဘုံကောင်းလဲလို့မင်းဘယ်ဟာမှပုံမကောင်းပါဘူးအတူတူပါပဲအတန်တိတ်တာလည်းသိစရာပဲအတန်ကြားတာလည်းသိစရာပဲအတန်အနောက်ရှက်မဟုတ်ဘူးအရှုခံအာယုံဒီအာယုံရှိလို့ပဲရှုမှတ်စိတ်ဖြစ်လို့ရတာလေအာယုံမရှိရင်ဘယ်လိုရှုမှတ်မှာဆိုတော့ဘယ်အာယုံမှအနောက်ရှက်မပေးပါဘူးဝိပဿနာမှာအာယုံမှန်သမျှအထောက်ပံ့ပေးနေပါတယ်တတိဖြစ်အောင်တမာတိဖြစ်အောင်ဉာဏ်ဖြစ်အောင်အထောက်ပံ့ပေးနေပါကြာတိုင်းကိုယ်မှာတတိတမာတိဉာဏ်တွေဖြစ်လို့အတန်အနောက်ရှက်မဟုတ်ပါဘူးလာပါလိမ့်မယ်နောက်နေ့တွေမှာစပီကာလေးနဲ့လာပါလိမ့်မယ်အရေးကြီးတာကကြားတာလေးကိုပဲသိနေပါကြားမှုကြားချင်းသဘောဆိုတာဖြစ်နေတယ်ကြားသိစိတ်ဆိုတာဖြစ်နေတယ်ဒါလေးကိုသဘောပေါက်ထားဒါလေးပဲယူထားလိုက်အားရကြားနေရတာရေးကိုမကြည့်ဘူးကြားတိုင်းသတိထားနေတယ်အားထုတ်နေတယ်ဖြစ်ပြီးသားဖြစ်သွားမယ်နောက်အဲ့မှာစဉ်းစားကြည့်အတန်တိတ်တာဟိုမှာကြိုက်တယ်သဘောကျတယ်